အဲ့တော့ဒီနေ့ mission ကတော့ fail ပါတယ်နေ What the hell အရှိမှာသင်ထားတဲ့ဟာလေးရှိတယ်ဗောနော်ကျွန်တော်တို့ဘာတွေပြီးသွားပြီလဲဆိုတော့အရှိမှာကကျွန်တော်တို့အိယာခြာပြီးသွားပြီကျွန်တော်တို့အရင်အပိုင်းကအိယာဆင်ပြီးသွားပြီဒီဘက်မှာအဝေးတန်းဗောနော်အဝေးတန်းရဲ့အခြေအနေကဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့အောက်ကိုချုံပလိုက်တယ်ဗောနော်ဒီအောက်ကိုချုံပလိုက်တယ်ဒီအပေါ်ကိုရှေ့ပလိုက်တယ်ဗောနော်အဲ့ဒါမှပဲနည်းနည်းနှုတ်ဆိုဒီအမိုးကသွားထိနေပြီအပေါ်အဲ့ကြတော့အရန်ကြည့်တော့မကောင်းတော့ဘူးဗောနော်ပြီးတော့ကျွန်တော်ဘာတွေမှားထားလဲဆိုတော့ဒီမှာဒါက PC စင်လို့ရှိရင်လိုတဲ့ ပလက်ပေါက်တွေပေါ့နော်ဒါကကျွန်တော်တို့ vote အားပါညာလေးထိန်းလို့ရတယ်ပြီးတော့သူက short တွေပါဖြစ်တာလေကာကွယ်ပေးတယ်ပေါ့ဗျာပလက်ပေါက်အကုန်လုံးကအိမ်ကဒီဘက်ချမ်းမှာပဲရှိတာဒီဘက်ချမ်းမှာလုံးဝမရှိဘူးပေါ့နော်ပြီးတော့ကျွန်တော်ကစိုက်ကိုကပါလေကျွန်တော်ကျိုးတွေမြင်နေရရင်မကြိုက်ဘူးပေါ့ဗျာဒီကျိုးတွေတလိုင်းမြင်နေရမကြိုက်ဘူးအဲ့တော့ကျွန်တော်ကျိုးတွေဖျောက်ဖို့ဟာပါအကုန်လုံးမှားထားတယ်ပေါ့ဗျာစင်မာကဒီကောင်ဖြစ်ပါတယ်ကျွန်တော်တို့ကွန်ပျူတာ desk ပါအစ်မဟုတ်တော့ဘာပြဿနာတက်လေးဆိုတော့ကျွန်တော်ဒါကိုဘယ်လိုဆင်ရမလဲဆိုတဲ့ instruction စာရွက်တို့ manual book ဘာမှမပါဘူးပေါ့ဗျာအဲ့တော့ဒါတော့ရန်တန်းမှန်တန်းလောက်ပါပေါ့နော်အဲ့တော့အချိန်တော့နည်းနည်းကြာရင်ကြာသွားနိုင်ရဲ့ကြက်ကန်းဆောင်တို့ပြီးတော့မြန်လည်းမြန်သွားနိုင်တယ်ပေါ့ဗျာအဲ့တော့ဒါကျွန်တော်ဒီဘက်ချမ်းမှာပဲဆင်ကောင်းမလားဒီဘက်ချမ်းကိုပဲထားရင်ကောင်းမလားတော့မသိဘူးကျွန်တော်ပင်နှထောက်ထားမှမသိဘူးဖြစ်နေတယ်တော့စရာတော့โอเคအဲ့တော့စားရအောင်အဲ့တော့ဘာမှမစားခင်မှာဒီနေ့ coffee ကွက်လေးအသစ်ဝယ်လာတယ်ပေါ့ဗျာတရားတန်ဆိုင်ရနေပြီးတော့အယောင်လေးကြိုက်လို့အဲ့တော့ coffee လေးဖြော်မယ်ပြီးရင် coffee တောင်းရင်းနဲ့လောက်ရရှိရလေးလုပ်မယ်ပေါ့ဗျာကျွန်တော်လည်း coffee လေးဖြော်မယ်ဘာသာတို့လည်း coffee လေးဖြော်ရင်းနဲ့ကျွန်တော်အတူတူစောက်ကြမယ်ဒီကွန်ပျူတာအမှန်ဆောက်တော့မို့စင်တာပေါ့ဗျာလူစင်ကြမယ်โอเคအားလုံးပဲ cheers ကဲအဲ့တော့ဘာပြဿနာလေးဆိုတော့ကျွန်တော်ရှင်းမှပြောထားသလိုပဲဒီကောင်ကအစ်စ်မဟုတ်ဘူးအစ်စ်မဟုတ်ပဲねဒါကျွန်တော်တို့ဒါဒီအိမ်ပိုင်ရှင်ကပေးထားတာပေါ့နော်အဲ့ဒါအတိုင်းတာတွေပဲရေးထားတာဘာမှမဟုတ်ဘူးပေါ့နော်အဲ့တော့ instruction book တွေ manual book တွေမရှိဘူးTikTok တို့ YouTube တို့ကရှာရအောင်လေဒီစပွဲရဲ့ model နံပါတ်ပါညာကျွန်တော်မသိဘူးပေါ့ဗျာအဲ့တော့ကဲစလိုက်ရအဲ့တော့ဒီကောင်ကဒီမှာပေါ့နော်ဒါမန်သူ့ရဲ့6တော့တွေပေါ့ဗျာဖြစ်မယ်နော်ဒီလိုဖြစ်မယ်ထင်တယ်အဲ့တော့သူကဒီအောက်မှာဘူလုံးလေးပါတော့လေဒီလိုထောက်မယ်ထင်တယ်လောဆယ်တော့6တော့ရပါပြီလောဆယ်တော့6တော့ရသွားပြီထင်တယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့ဒါတွေမြင်လို့ရန်တရားများတွေဒီမိုလီဆက်လေးတွေထားတာပေါ့နော်ဝဟုတ်လေပြောတာ sorry ဟိုအိမ်မှာပြင်စရာပြုစရာလေးတွေကြုံလာလို့ရှိရင်ကိုယ့်ဘာကိုလှုပ်လို့ရအောင်ဆိုပြီးတော့ဒီမှာလည်းဘေးအိမ်သွားငှားလို့မရဘူးညီမမှာဆိုရင်တော့လွယ်တယ်ဗျာဘေးရလို့ရှိရင်ကိုကြီးလှုပ်ပါမယ်တော့ပြောလို့ရတယ်ပေါ့နော်အခုကျတော့ကိုလူကိုထားပဲဆိုတော့ဒီအောက်မှာじゃဘယ်လိုမှချိန်လဲမသိဘူး။ဘာလို့နေရရန်တရားနဲ့ဆန်ဝယ်လိုက်တဲ့ဟာတွေကဒီကောင်လေးအားတော့မိုက်ဒီကောင်လေးဝယ်ရမှန်သွားရဲ့ကွာ။ဒါတွေကြုံလာမှသိလို့ဒါတွေပြောရင်ဒေါ်လေးပါလို့သွားဝယ်တာမှန်သွားရဲ့။တော့စိတ်တင်ရတော့ဟိုအခုကအတိုင်းတော့မှန်တော့တယ်ဒါနဲ့အောက်ကဘယ်လိုထည့်ရမလဲမသိဘူးဒီပုံကကျွန်တော်ဟိုဘာဖြစ်ပါဘူးကောင်းမောင်းပါဘူးဒီကကျွန်တော်ဗီဒီယို editing ဘာညာတခြား game လေးတွေစော့မယ်ပေါ့နော်
target နေဆော်ပြီးတော့ကျွန်တော် streaming လုပ်ရင်ဒီပုံမှာ PC တင်ပြီးလုပ်မှာပေါ့ဗျာဒီလိုပဲဒါဒီလိုပဲကားတော့မမောင်းပြဘူးဒီဒါနဲ့တော့တကယ်တော့တစ်ဖက်ကြံတယ်ပေါ့နော်တစ်ဖက်ကြံနေဆိုတော့တစ်ဖက်ကြက်တာပေါ့အဲ့တော့မတော်တော်လေးကပေါ်သွားခဲ့လို့ရှိရင်လည်းညှိထိုင်ကြည့်ကြပါတော့နော်တယောက်လေးရတော့အဲ့လိုမျိုးကိုယ်ဘာဖြစ်နေလဲဆိုတော့မကြည့်နိုင်ဘူးဗျာအမေလည်းကိစ္စမရှိပါဘူးကိုကြီးကအဆမ်းမရှိတော်လေးဆိုတော့အချိန်လေးကတော့ချောနေပါအဲ့တော့နည်းနည်းမရောက်ရှင်တော့ကောင်းနေဗျာဆိုရင်ပြုတ်ရှိတာပြည့်ကျွန်တော်လေးဆိုတိုင်းပါလိုက်နေဟိုလာမသိလူရလာမသိဟေးအဲ့မဟုတ်သေးဘူးထင်တယ်နော်တခုတော့မားနေတယ်ဘာမားနေလဲကျွန်တော်မသိဘူးတခုတော့မားနေအာယာစားရစားမူလီလည်းမပါဘူးဘာကြည့်အောင်ကွာအဲ့ရဟုတ်တော့မဟုတ်သေးဘူးဒါပစ္စည်းတလိုက်ရင်ပြိုကျသွားနိုင်တယ်မနာဘူးကောင်းပါလားပြိုကျသွားနိုင်တယ်ပြိုကျတော့နိုင်နေအဲ့တော့ဒီနေ့ mission ကတော့ fail ပါတယ်ဘာကြောင့် fail လဲပြောပြမယ်အခုဒီမှာအဲ့လိုကြီးလုံနေပါတော့အဲ့တော့ဒီဘောကိုကျွန်တော် PC တစ်လုံးကိုစိတ်ချလက်ချမတင်ထားရဲဘူးအဲ့တော့ဒီဘက်ငလင်းနေပေါ်တယ်ဗျာငလင်းအောင်မလုပ်ရသေးဘူးသူဟာဒီမှာဒီလိုကြီးရိုးကြီးဖြစ်နေရဆိုရယ်အဲ့တော့အမှန်တော့မကောင်းလေမူလီလိုနေရပါတော့နတ်တွေလိုတယ်အဓိကအဲ့နတ်တွေကပါမလာဘူးဗျာဒီမှာရှိတဲ့နတ်တွေကသူ့နတ်တွေမဟုတ်ဒါတွေကသူ့နတ်တွေမဟုတ်အဲ့တော့ကျွန်တော်ရွေးချယ်တာကျွန်တော်မှာ2ခုပဲရှိမယ်ဒီနတ်တွေကိုရှာဝယ်ပြီးတော့ထည့်မလားဒါပေမဲ့နော်အဲ့ဒါလေနောက်တစ်ခုပြဿနာဒီကောင်းရဲ့ height ပေါ့နော်အမြင့်ကဘလို့ညင်အောင်ပြရလို့ရှင်နည်းနည်းပူရတယ်ပါတယ်ဗျာဒီစပွဲကကျွန်တော်စိတ်gaming chair တွေပါနေနေဆိုရင် gaming chair ကတလောက်ဖြစ်သွားပြီးတော့ဒီစပွဲကပူပြီးကြံနေခဲ့မှာအဲ့တော့ကျွန်တော်ရွေးချယ်စီဟာကဘလို့ဆိုရင်ရောအခုပြဿနာဆိုရင်ဘလို့ရှင်းမယ်စိတ်ကူးထားလေးပေါ့နော်ကျွန်တော်ကတော့ကိုအစင်မပြေတဲ့အရာကြီးတော့အရင်ကြီးဆွတ်ဆက်တော့မလုပ်ချင်ဘူးပြီးတော့ပြဿနာပစ္စည်းဆောင်ရှောက်မှုပေါ့နော်ကျွန်တော်ဒါကြီးကိုထားပါတော့အခုဒီကောင်းကိုကျွန်တော်မရမကဆင်ပြီးတော့ PC တင်လိုက်မယ်ပေါ့ PC monitor ကျွန်တော်တင်လိုက်မယ်ပြီးတော့အဲ့ဒါကျွန်တော်မရှိရဲ့အိမ်မှာမရှိရဲ့အချိန်မှာတခုငလင်တို့တောက်ထားပါတခုဖြစ်သွားလို့ပြိုသွားမယ်ဆိုရင်ကျွန်တော်မှဆုံးရှုံးစရာဒီခုံတစ်လုံးထက်ပိုများတယ်အတစ်ပဲမှာဖြစ်ပါတယ်အဲ့တော့အတစ်မှာတာကအနည်းဆုံး3ရက်4ရက်လောက်ကြာမယ်ပြီးတော့ကျွန်တော်ကလည်းအားရက်ကစနေနေ့ပဲရှိရဆိုတော့ဗျာဒီ test day တခုစင်တာကိုပဲကျွန်တော်နောက်တစ်ပတ်လောက်ထပ်ယူမှာဖြစ်ပါတယ် DJI mic လည်းမှာထားတယ်ပေါ့နော်အခုပြောနေချိန်မှာကျွန်တော်အတန်သိတယ်ဘေးပတ်ဝင်ကြနေစူတော့ဗျာကျွန်တော်ပြောချင်တဲ့ဟာလိုရင်းကိုဘလို့မြင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော် DJI mic လည်းမှာထားတယ်အဲ့တော့တော့တရားတော့ဆင်လို့ရလေအရင်ဆင်လိုက်မယ်ကျွန်တော်ဒီခုံးတော့ကျွန်တော်လက်လျှော့လိုက်ပါပြီလက်လျှော့လဲဆိုတော့ဟိုလိုမျိုးတော့မဟုတ်ဘူးကျွန်တော်ဒီကောင်းကို
တောင့်တင်းအောင်လုံနိုင်သွားလဲပေါ့နော်ကျွန်တော်သိလိုက်ရတခုကဒီကောင်းရဲ့ height ကတော်တော်ပုတယ်ပေါ့ဗျာ height ကအမြင့်ကနဲတော့ကျွန်တော်တခြား gaming chair တွေပါလေဝယ်ဖို့ရှိတယ်ဟေ့ဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးပေါ့ဗျာအဲ့တော့ဒီကောင်ကအလားလာသိမကောင်းအလားလာသိမဖြစ်နိုင်တဲ့အနေအထားဖြစ်သွားတာပေါ့နော်အဲ့တော့အခုအမှန်တကယ်ကကျွန်တော်ဒါဒီတင်နေရတဲ့ဗီဒီယိုတွေအကုန်လုံးကဒီအိမ်ကိုစင်တဲ့ဟာတွေတကူမှမဟုတ်ဘူးရည်ရွယ်ချက်ကကျွန်တော် simulator ဆင်တာဒါပေမဲ့ simulator ဆင်ဖို့ကိုကျွန်တော်ပစ္စည်းတွေရှုပ်ပွားနေဗျအဲ့ပစ္စည်းတွေကိုကျွန်တော် organize လုပ်ဖို့ကြတော့ပစ္စည်းထပ်လို့ပြန်အောင်အဲ့တော့ကျွန်တော်ပစ္စည်းထပ်မှာရင်းနဲ့အဲ့ပစ္စည်းတွေကကြာရင်းနဲ့ရောက်လာလို့ရှိရင်အဲ့လိုမျိုးစင်ပေါ့နော်အဲ့လိုတွေဖြစ်နေဆိုတော့ကျွန်တော်တင်စရာဗီဒီယိုတွေတိတ်မရှိဘူးဆိုတော့ content ကလည်းဒါလေးပဲကျွန်တော်ရိုက်ပြီးတော့တင်နေရခြင်းဖြစ်ပါတယ်အဲ့တော့ဘာဖြစ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်အဲ့တော့ဒီ simulator တွေစိတ်ဝင်စားတဲ့သူဆိုလို့ရှိရင်လည်းအခုမဆိုင်တဲ့ဟာတွေကြည့်နေရတယ်ဆိုပေမဲ့လို့ကျွန်တော်နောက်ပိုင်းကြာလို့ရှိရင်လည်းတဖြည်းဖြည်းနဲ့သူနဲ့သက်ဆိုင်တဲ့ဟာတွေလာမှာဖြစ်ပါတယ်အဲ့တော့ simulator အပိုင်းတွေစိတ်ဝင်စားတဲ့ညီကိုတွေဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ် Okay see you next week